လုံးကိုကျေးဇူးတင်ပါတယ်ကျမဟာအားလုံးရဲ့ရှေ့မှာဘာမှမဟုတ်တော့ညာလည်းပဲအခုလိုကျမကိုအချိန်တိုင်းပေးတဲ့အတွက်ကြောင့်လူမှုဖွဲ့ကိုလည်းကျေးဇူးများတင်ပါတယ်လူမှုဖွဲ့ကပြီးခဲ့တဲ့တလားကျော်တော့ငါပေါ့နော်သူတို့လူမှုစံတေးရှိတယ်တော့လူလူအရှိမှာထွက်ပြီးတော့ကြော်ညာတဲ့ချိန်မှာနော်ကျမရဲ့ခံစားတဲ့အရာကိုကျမပြောပြပါမယ်တကယ်ကျမရိုးသားစွာဝန်ခံပါတယ်ကျမဟာမှုတော်ဆောင်လည်းမဟုတ်ပါဘူးရိုးရိုးသားမယ်လူတယောက်ပါမကြာသေးခင်ကပြောင်းလဲလာတဲ့သူတယောက်ပါแต่มาเฮนายติลงอาคิมิกเสอีกายังจนตุสองกสิเราไหนมันตุจันของพุทธกาตั้มปีกายองတချို့ကကျမကိုဈေးမှာတွေ့ရင်ဆရာမအနေကောင်းလားဆရာမဈေးမှာလာလားလို့နှုတ်ဆက်တဲ့ချိန်ကျမအရင်ရှက်တယ်ตัวระกันในตรงนี้ท่านกันในเสียมาเดียมันกระชวนอาคินกันนิ่งสักตอนကျမကိုဆရာမလို့မခေါ်ပါနဲ့ကျမကိုပပစုံလို့ပြောခဲ့တော့ပါဆရာမเดียรักเขาเท่าปปสุนุเดียรักเขาโกเดียกันหมดนะပြီးခဲ့တဲ့တလားကျော်ကအဒူးလူကဒီရှိမှာသူတို့ရဲ့လူမှုစီစဉ်တွေကိုကြော်ညာတဲ့အချိန်မှာတရားဟောဖို့အတွက်ကျမဖြစ်တယ်လို့ကြားတဲ့အချိန်မှာကျမဒီရှိမှာထိုင်တယ်လွန်ချင်တဲ့ခက်တာခန်းအန်ဒရူနိုနဲ့ဒီ program အထနီကေမာဆန်ငယ်ဒီကစီအခန်းဒီကအဖိုင်ပကန်ကချူကျမလည်းအဲ့လိုတရားဟောဖို့ကြားတဲ့သတင်းနဲ့ကြားပြီးတော့ခဏနေကျမဘလို့ဖြစ်လာလဲဆိုတော့ကျမဘိုက်ထက်ကဂလုံးဂလန်ဆိုဖြစ်ပြီးတော့အိမ်သာသွားတက်တယ်မထမ်ပန်ကဝန်ထိုင်တဲ့စံကခန်းစိတ်ဒီကဥကထိုင်လောကပေါ်ခန်းအနုံချိုစံခမရဲ့အင်တာကတိချောကျမဖျားเจ้าလာရဲ့အိမ်သာတက်ခြင်းမရှိဘူးလုံးဝအိမ်သာမသွားတတ်ဘူးတကယ်လို့တော့ဝင်ကားကလည်းချာရောချက်ချင်းကိုအိမ်သာသွားတက်တယ်နော်ယက်ကင်တာပုံစာနာဟင်ကိုခတ်မနေปองกัลเบลเราสุนีนักกัลเบลเราจู่ๆก็ไงมีเสียสองสลบสินายทองจะชิมมันกระเทียมมีทองกระเทยปักขันซุนปุตตะกัลจนဘာဖြစ်လို့ဖျားကောင်းမြတ်ချင်းပြောရမှာကိုဒါအကြောက်လေဒီမှာလည်းမသိဘူးနော်ဇေရောငါတို့ပတ်ရင်ထတ်နာကောင်ချင်းนักจานกันไงมีအခန်းကတိနာဖမ်းတီမီကကလုံကပြောင်းလာလူစိုးတစ်ခုနဲ့တွေ့ရင်တော့ဒီလောက်ကြောက်မှာမဟုတ်ဘူးနော်မစ်ဝဲမစ်ထလောမစ်ဖီယာမာဟဲအတော့မုစနောကျွတ်င်ကန်တီငါမောတီနာခီလုံကန်နေငါမောတီမီကဝတ်ကြောက်တော့ကြောက်မယ်ဒါပေမဲ့အိမ်သာတက်လောက်တက်ထီတော့ကြောက်မှာမဟုတ်ဘူးကတိတော့အော်လိုက်နာတင်ဇွန်ပုတဗကလပြန်ခကန်တီနာခီလုံအချောကမောတီမီကဝတ်နိုင်ညဆိုလဲအိတ်လို့မပြောဘူးဇာရာတီချွန်းကမီကူခေါလောအဲ့ဒီကြောင်းပဲစဉ်းစားနေတယ်ဒီကောင်လောတေကဝတ်တညက2နာရီထိုးထိကျမအိတ်လို့မပြောဘူးဇန်ကချူနာစီပနီတယံတေခေါလောအဲ့ရတဲ့မှာတော့လူကလှဲနေတယ်အဲ့တရားဟောမဲ့ကြောင့်စဉ်းစားပြီးတယောက်တည်းစိတ်ကူးထဲမှာတရားဟောကြည့်တယ်အင်းနာအချင်းကိကောနာတင်ทองจะชิมดิ่งค้ากระโดดดิกระรัวนักกินทองชาไอ้ชิมအဲ့လိုတရားဟောကြည့်တဲ့ခါကျတယောက်နဲ့နေရခေါ်ရတယ်ရဆင်ပြေတယ်ကေမတေလုံးင်းစိတ်ကူးစီနင်းรัวนักกินทองชากชิมจะไก่บุตกีท้าวสังสกลาไงဒါပေမဲ့မိုးလည်းလင်းရောအဲ့တရားဟောချက်တွေအကုန်လုံးပြောက်သွားရောစနိုင်စိတ်လေးခွန်ချူချူမစိုက်နေကချင်မီကစိတ်ကူးနေပြတဲ့ခါကြောက်ဒီကျမတို့ရဲ့တက်တာမှာဘုရားသခင်ဒီလောက်ကောင်းမြတ်တာဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကြောင့်ပြောဖို့အတွက်ကျမတို့မှာဘာမှမရှိဘူးဆိုတော့ကျမတို့ရဲ့တက်တာလုံးဝမမှန်ပါဘူးဒီကျုပ်ကထားပြီးပတ်ရင်အထက်နာကောင်ချစ်တင်အေကန်နာကအောလုံးမီဟေကန်နာကပခတ်ဆူဆလောအစလုံးမီတိမခတ်တော့ကိုဒီမီအခဖီတာငါငိုင်းဘာကြောင့်လဲဘုရားသခင်ကကျမတို့ပေါ်မှာဒီလောက်ကောင်းမြတ်တာနေတိုင်းကြက်မာမာနဲ့လည်းပို့ဆောင်တယ်စားဖို့တောက်ဖို့လည်းဘုရားသခင်ပေးတယ်ဘုရားသခင်ပေးတဲ့ကောင်းကြီးကိုစားယုံတာမကကျမတို့ပို့ရှင်တဲ့ခါတုံတောင်ပြရတဲ့ထိဘုရားကောင်းကြီးကျမတို့ရဲ့တက်တာတီးတီးပေါ်မှာပေးတယ်ဘာဖြစ်ရင်ကနအိုင်အဖစ်ဆိုရဲချောကလောကံဘေအဲလင်းနုံတဲ့နာကချွန်လက်တာကနနာကဒမ်နာဖက်ကန်စောက်ခဲจุลองสระกันนักอะไรรถยังเห็นทดยังเห็นขชัวกัมเบียกัมเตมีรัวที่กายเห็นอาตมตุกช่างเขาจะมาดูวิพุสาวด้วยเลยวิสาริกุจะมาดูดีมากะดีมาชีเรลูอาลงเลยโกไรเล็ดด้วยขันสายาไหม
ကျမတို့ဝိစားတွေဆိုလည်းအများကြီးပေးတယ်ကောင်းကြီးမင်္ဂလာအများကြီးနဲ့ကျမတို့ရဲ့တက်တာကိုနေ့ရက်စဉ်တိုင်းပို့ဆောင်နေတဲ့ဘုရားဖြစ်တယ် Elin hipon fanya hika zumtutak kina nun naka oy padi say chokda akan so tinika nan nun nak ni inte atem veni sko အဲ့ဒီလိုကျမတို့ရဲ့တက်တာနေထိုင်စားတော့ဖို့အတွက်လုံလောက်စွာပေးုံတော့ကပိုးရှာစွာပေးတဲ့ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကိုကျမတို့နေ့ရက်စဉ်တိုင်းကျေးဇူးတော်ရေတွက်ရင်းနဲ့ဘုရားကောင်းမြတ်ခြင်းကြောင့်ကိုတက်တည်ခဲ့ရမှာကျမတို့ရောက်စီတိုင်းယုံကြည်သူတိုင်းရဲ့တာဝန်ဖြစ်တယ်ဆိုတာကျမဒီနေ့အားလုံးပေါ်မှာပြောချင်ပါတယ် Jadi kan ni sa tiang long salawin alay lu tiang ni hiya te sa chua akan pek mi ruang achat nak hi chimi te te akan pek ni kasi ti mi kasun tu ya te thasang te kandu ha ဒီကနေ့ကျမတို့ရဲ့ကိုယ်ွယ်တဲ့ဘုရားဟာဖန်ဆင်းရှင်ဘုရားဖြစ်တယ် tu chuna thasang pe kandu chan ni kam ya mi kan pathian ni sar tu pathian ni se တခြားဘုရားတွေကိုလူသားထဲကနေပြီးတော့မှကြင်ကြံအားထုတ်ပြီးတော့မှဖြစ်တဲ့ဘုရားမဟုတ်ဘဲနဲ့သူကစအဥပဒေကရှိပြီးတော့မှအရာအလုံးကိုဖန်ဆင်းတဲ့ဘုရားဖြစ်တယ်ဟာလေလုယာ ya na nangan pathian man tukin minungin ai suwa mi pathian asok mi salawin aham thok ni pathian na res sang mi kase အဲ့ဒီဘုရားကသူဟာသူကောင်းပင်ပေါ်မှာမနေဘဲနဲ့ကျမတို့လူသားအလုံးကိုချစ်တဲ့အတွက်ကြောင့်ဒီလောကကိုလည်းပဲကြွလာတယ် Cucu vasul pa nakal takin minung kanun nakza kan maza vasul pa nakal takin balay arami pathian kase လောကကိုကြွလာတဲ့ချိန်မှာဘာကြောင့်ကြွလာလဲကျမတို့လူသားအလုံးကိုချစ်လို့ကျမတို့ရဲ့အပြစ်ကြွေးတွေကိုပေးဆက်ဖို့အတွက်သူကကြွလာခြင်းဖြစ်တယ် Zero na balay arat piachun balay amin hakan suanak yelde layba champiak dinga arami pathian kase ကျမတို့ကျမ်းစာကိုဖတ်မယ်ဆိုယေရှုကလူစားတိခံယူပြီးမွေးဖွားတဲ့ချိန်ကစပြီးတော့သူကအစဉ်ပြေတဲ့တက်တာမရှိခဲ့ပါဘူး Zisui balay minung sinak avani laki minung sinak nun from avani thoka hin anun naka tramklin na timi umlaw ဘာကြောင့်လဲဆိုယေရှုဗက်လီမျိုးမှာမွေးဖွားပြီးလို့ဂရင်းကြားခဲ့ကယေရှုကိုတက်ဖို့အတွက်ပြင်ဆင်နေတဲ့လူတွေကပေါ်နေပြီ Bekhema achua la changkain ama thadingin timtua na program umsot သူမွေးဖွားပြီဆိုတဲ့ဂရင်းကိုကြားချင်းမှာပဲဟေရုမင်းကြီးကသူ့ကိုတက်ဖို့အတွက်သူကကြံစီနေပြီ achua la changkain heras ya parami ama thading kha rian tuan from athopsot ယေရှုမွေးဖွားပြီဆိုတဲ့ဂရင်းကြားတဲ့အချိန်မှာယေရှုကိုရှာလို့မတွေ့တော့တဲ့အခါမှာနှစ်သားအရွယ်အောက်ကကလေးတွေအားလုံးကိုဟေရုမင်းကြီးကတက်ပစ်တယ်ဆိုတာလည်းကျမ်းစာမှာရှိပါတယ် Jisu kha amu kolotika umni tampang chebye te kha herani athadina timi kabawachani fiam te na kan submise ဒါပေမဲ့ယေရှုကတည်သွားခြင်းမရှိဘဲနဲ့သူကဟေရုမင်းကြီးရဲ့လက်ကနေလွတ်ပြီးတော့မှတဖြည်းဖြည်းကြီးပြင်းလာပြီးတော့ဘုရားရဲ့တရားစကားတွေကိုစတင်ပြီးတော့မှဟောကြားခဲ့တယ် Jisu chu herani tha kolowin alwati chute chun hong changi ba chu pen na thong cha tien kong kha chim from aman thok နမိတ်လက္ခဏာတွေလည်းပြခဲ့တယ် krohan na thie tam pia tuan ha မကျမ်းမာသောသူတွေကိုလည်းပဲကျမ်းမာခြင်းခွင့်ကိုပေးခဲ့တယ် adam lo mi tam pia dam tar ha သူကကျမတို့အသက်တာအတွက်အကောင်းဆုံးတွေကိုလှုပ်ဆောင်ပေးခဲ့တယ် amani kan sa cha bi mi thil na kha kan tu pia ha အဲ့ဒီလိုလှုပ်ဆောင်ပြီးသူ့ရဲ့တက်တာကသူလုံနေတဲ့အရာတွေကိုလုံရရုံကမကပဲနဲ့သူကကျမတို့လူသားအလုံးအတွက်တင်ရမယ်ဆိုတာကိုသူကြိုးတင်ပြီးတော့မှသိပါတယ် kan sa thil cha tam pia kan tu pia long sa lo kan sa thi na in ding mi song kha thai chia သူနောက်ဆုံးသေခါနီးမှာ athi lai te ya သူကလူသားဖြစ်တဲ့အတွက်ကြောင့်လူသားအနေနဲ့ခံရမယ့်ຢာတွေကိုသူကြိုတင်ပြီးတော့သိတယ် minung asibecha minung sinak ai becha minung sinakin atur ni mi ahatok ni kha ahal chia ရှင်မဿဲအခန်းကြီး26အခန်းငယ်38မှာဆိုယေရှုကမဿဲအခန်းကြီး26အခန်းငယ်38ယေရှုကဘာပြောထားလဲဆိုငါသည်သေလောက်အောင်စိတ်နှလုံးညှိုးနွမ်းလျက်ရှိတယ်လို့ဘုရားသူသေရပါဘူးသိတဲ့အတွက်ကြောင့်သူအရင်စိတ်ညစ်ခဲ့တယ် mathai kol rok kol somtum le pariat achun zaitina ti ya chun
อันนี้ชัวร์เท่าไหร่ก็ลุงไรอะถึงตุกทิ้งสานีกะทิสุไลชุดจากชุดฮิกาหินระอุโมโลหินโลแต่นักหาโกงเทียปฏิภาณ လူကအခန်းကြီး20နှစ်အခန်းငယ်43မှာပြောထားလဲဆိုရင်ကောင်းကင်တမန်သည်ထင်ရှား၍ကိုရောကိုအားပေးရ၏တဲ့ ลูกอังกันก็เลยที่อาจุนเซ็กที่นั่นที่ชั้นที่อาจุนบ้านชุมมีขันไรอามาขันไรเพ็บเกียรติ ကျွန်မအဲ့ဒါလေးတော့ဖတ်ချင်ပါတယ်နော်ခဏလေးဖတ်အောင်မယ် จูบาวันจันทร์ที่จูกันเรตากระดุงไง လူကအခန်းကြီး20နှစ်အခန်းငယ်43 ลูกอังกันก็เลยที่อเมริกาเลยทุ่ง ထိုအခါကောင်းကင်တမန်သည်ထင်ရှားလာ၍ကိုရောကိုအားပေးရ၏ပြင်းစွာသောဝေဒနာကိုခံလျက်အထူးသဖြင့်ကြိုးစား၍ဆူတောင်းတော်မူ၏ထွေးထွက်တော်မူသည်ကမြေပေါ်၌ကျသောသွေးဆက်ကဲ့သို့ဖြစ်သည်တဲ့လူကရှင်လူကခရစ်ဝင် อเมริกาเลยส่งนี่ละปฐม အခန်းငယ်43ကျွန်မတို့ဒီကျမ်းစာကိုဖတ်တဲ့အခါမှာယေရှုဟာလူ วันชุมีประกาศสินาอารมณ์หลังอีอารมณ์เห็นลุงทิ้งฝักนะไงอินฝักชินชาจะมีอัฐันสุภลัยที่ดอกกันตุเป็นอัฐา ယေရှုဟာလူသားဖြစ်တဲ့အတွက်ကြောင့်သူခံရမယ့်အရာတွေကိုသူကြိုတင်လက်သိတယ်သူခံရမှာကိုလည်းပဲသိတယ်ဒါပေမဲ့သူကဘယ်လောက်ထိစိတ်ဆင်းရဲခံတယ်ကျမတို့အသက်တာအတွက်သူဘယ်လောက်ထိအနေနာခံခဲ့တယ်ဒီချက်ပိုက်ကိုဖတ်ခြင်းအပြင်ကျမတို့သိရပါတယ် Yesus ni menung asibeta menung sina anaitsa ay inding ni at hal chunjia apek chunjia teka zai chokna anza inding ni aharkha anun nami fa pinatuan ယေရှုကကြိုးစားပြီးမှဆူတောင်းတယ်တဲ့သူဆူတောင်းတဲ့အချိန်မှာသူ့ရဲ့ချွေးဆက်တွေကသွေးဆက်ကဲ့သို့နေပေါ်မှာကျတယ်တဲ့ fa pikha sa me zai khtiam na fa pikha sa tia chun akhan khathidore nanta ကျမတို့စဉ်းစားကြည့်အောင်ဒီလောက်သူညစ်ပတ်နှိမ့်ဆက်ခြင်းလည်းခံရမယ်သူများတရွေးနဲ့ထွေးတာလည်းခံရမယ်သူများပိုင်းလိုက်တာလည်းပဲခံရမယ်သူ့ကိုသူများတွေကလောင်ပြောင်ပါကိုလည်းသူသိတယ်သိပေမဲ့သူကကျမတို့တက်တာအတွက်အသက်ကိုပေးပြီးတော့မှချစ်တော်မူသောဖခင်ဖြစ်တဲ့အတွက်ကြောင့်ယေရှုဖခင်ရဲ့နာမတော်ကိုချီးမွမ်းပါလေ Amen Jilat something me athai answer something me athai angkol pamding ni fia te anghel buin na malakai makan do tukruang at chu fia te chu ai tim mi kat pathia chuni be chana thang cha sung sa ko hause Hallelujah Hallelujah ယေရှုကကောင်းကင်ဘဝနေလည်းပဲရတယ်ဒါပေမဲ့သူကကျမတို့လူသားအလုံးကိုချစ်တဲ့အတွက်ကြောင့်လောကကိုကြွလာပြီးတော့လောကမှာခံရမယ့်ရတဲ့အလုံးကိုသိတော်ရလည်းပဲကျမတို့အသက်တာအတွက်အသက်ပေးပြီးချစ်တဲ့ဘုရားဖြစ်တယ် Vana umo katha kau natin vana selonga kau natin na malakai makan do tukruang anun na piakan falaya arakan ratnoi anun na ahukan betu pathia na sen Hallelujah Hallelujah ယေရှုကသူတရားမှာသူသိတော်ညာလည်းပဲသူခံရမယ့်ຢာတွေအားလုံးကိုသိတော်ညာလည်းပဲသူကအဲ့ဒီຢာတွေကိုကြောက်ပြီးတော့မှကောင်းကင်ကိုတက်ပြီးမသွားခဲ့ပါဘူး Aton ding ni ay ding ni fiel te akai i amal chia ni kau natin chu fiel ti chu lo ni vana khai lo Hallelujah Amen ယေရှုဖျားကျမတို့ကိုဘယ်လောက်ထိချစ်တယ်လဲဆိုအသက်ပေးပြီးတော့မှကောင်းကားတိုင်းကိုတက်တယ်ကားတိုင်းမှာသူခံရတဲ့ຢာတွေအားလုံးကိုသူလူအနေနဲ့နာကျင်စွာပြင်းထန်စွာဝေဒနာတွေကိုခံစားပြီးတော့မှအသက်ပေးသွားခဲ့တယ် Minung sinakin ay mi vai lam chung ay mi hana ka fa to kana ive chu ay duwa van sun pa na van chung khai khai ကျမတို့စဉ်းစားကြည့်မယ်ယေရှုကအသက်တော်ပေးသွားပြီဒါပေမဲ့ तू အသက်ပေးပြီး तू သေခံတဲ့အဲ့သေခြင်းကို तू မအောင်မြင်ဘူးဆိုရင်သူ့ကိုယုံကြည်တဲ့သူတွေကအလကားဖြစ်မယ် Yesu ni kan zan nak bet selo thi nak tur selo chu thi nak chu atai lo sia chun dia akan kami kha po pelong sepha ယေရှုသာသေခြင်းကိုမအောင်မြင်ခဲ့ဘူးဆိုရင်ယေရှုကလည်းပဲတခြားဖျားတွေကဲ့သို့ဖြစ်မယ် Yesu ni thi nak tai la selo adam pathian bet to kas men kas be kau ha မထူးခြားပါဘူး ai den nak lai lo ယေရှုကဖျားမဟုတ်ပါဘူး Yesu
ယေရှုရဲ့ပတိယကင်းဆုံးမဆလိုက်လော ဒါပေမဲ့ယေရှုကသင်ခြင်းကိုအောင်မြင်ခဲ့တယ်သင်ခြင်းကနေချမြောက်ခဲ့တဲ့ဘုရားဖြစ်တယ်ဟာလေလုယာ အစနိုင်ယေရှုကျူဂျီနာကတိုင်ဂျီနာကတာထောက်ထားနေပတိယနဲ့ဆယ် အဲ့ဒီလိုသင်ခြင်းကိုအောင်မြင်တဲ့အတွက်ကြောင့်ဘုရားဖြစ်တာဖြစ်တယ်ဟာလေလုယာ ကျူဂျီနာကတိုင်ရောအကျပတိယကင်းနဲ့ဆယ်ကျူဆယ် ကျမတို့စဉ်းစားကြည့်မယ်ယေရှုကအသက်ရှင်တဲ့ဘုရားမဟုတ်ဘူးဆိုရင်ကျမတို့ယုံကြည်တာကျမတို့ကိုးကွယ်တာကျမတို့သူ့ပေါ်မှာဝတ်ပြုကိုးကွယ်တာတွေကလည်းငါဖြစ်မှာဖြစ်တယ် ယေရှုရဲ့ဂျီနာကထောက်ထားလာစလို့ဂျီနာကတိုင်လာစလို့နာမလည်းကိမနီနီနာယေရှုကံပြည့်ကထမ်းချက်နေ ဒါပေမဲ့ကျမတို့ကိုးကွယ်တဲ့ဘုရားယေရှုဘုရားဟာအသက်ရှင်တော်မူသောဘုရားဖြစ်တယ်ဟာလေလုယာ စနိုင်ကံပြည့်ပတိယယေရှုရဲ့အနုမီပတိယနဲ့ဆယ် အဲ့ဒီလိုအသက်ရှင်တဲ့ဘုရားတည်ခြင်းကိုအောင်မြင်တဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်ကျမတို့သူ့ကိုယုံကြည်တာကိုးကွယ်တာဟာအလကားမဖြစ်ပါဘူး จุดนี้อันนู้นมีปฏิญาณเสียที่นักแต่มีปฏิญาณสิจ้าเนี่ยนักมาเลยใครมาเลยกันเบียกกันทำจัดเนี่ยอะไรก็เสียไปหมดเลย ကျဲစာမှာတစ်ကိုကိုရိန္သုပထမစာဆောင်အခန်းကြီး15အခန်းငယ်14မှာဗာပြောထားလဲဆိုရင်ခရစ်တော်သည်ထမြောက်တော်မမူလေငါတို့ဟောပြောခြင်း၌အကျိုးမရှိသင်တို့ယုံကြည်ခြင်း၌လည်းအကျိုးမရှိလို့ဟောထားတာရှိ Orang kau kenal nang lain kami lihat jun, Zisui tina kena total lawas ya jun, nang malah kau mana kan biak ni he, zai mana lawas kau dia deh. အဲ့ဒါကြောင့်ယေရှုဟာထမြောက်ခြင်းမရှိဘူးဆိုရင်တဲ့ငါတို့ဟောပြောတဲ့အရာတွေကအကျိုးမရှိဘူးငါတို့သူ့ကိုယုံကြည်ခြင်းဟာလည်းပဲအကျိုးမရှိဘူးတဲ့ Zisui tina kena total lawas ya jun, nang malah kau mana kan cipit hong thai sulam mana ilau i, kan zup ni zong sulam mana ilau ansang dia boleh deh. အဲ့ဒါကြောင့်ကျမတို့ကိုးကွယ်တဲ့ဘုရားကျမတို့ရဲ့အသက်ရှင်တဲ့ဘုရားယေရှုဘုရားဟာကျမတို့အသက်ထာမှာဤကဲ့သို့အသက်ပေးပြီးချစ်ယုံတာမကဤလောကမှာကျမတို့နီးနားမှာရှိပြီးတော့မှကျမတို့ရောက်စီတိုင်းရဲ့အသက်တာအတွက်အကောင်းဆုံးပြင်ဆင်ပေးနေတယ်ဆိုတာကျမတို့ရောက်စီတိုင်းသိဖို့လိုပါပဲ Yesus kan sabi nakapi api ko masalaw ti nakataya tawtani nang malakay makan sa athabig bituap yak ni kan ko nga umpe ko timika kanun nakatasa nga lak nga batsim kadugani se ကျမတို့လောကမှာသက်ရှင်တဲ့အခါမှာအခက်အခဲတွေဒုက္ခတွေအဆင်မပြေမှုတွေအများကြီးရှိနိုင်ပါတယ် Balaya kanun san sumahin tampilaw na harsana ratay na tampihe kanitsi at san tampiyong kulay ကျမတို့မမျှော်လင့်တဲ့အရာတွေလည်းဖြစ်လာနိုင်ပါတယ် kan wala mi ti tampizong kan sinapan ko ကျမတို့ကြက်မာမာနေရင်းနဲ့ပဲဖြားလဲဖြားနိုင်ပါတယ် kadam to ko rati kan roli or wala pinam law na ne kan sa ko ကျမတို့အလုပ်ကောင်းကောင်းလုပ်နေကြတဲ့နဲ့လည်းပဲအဲ့ဒီအလုပ်ကပြုတ်သွားတဲ့ခါလည်းပဲရှိနိုင်ပါတယ် Yan chapa ka tuwan niya kani ruwa niyo sana ruwa law pinchukan riyan sa tao ko မိသားစုကောင်းကောင်းလေးနေနေတဲ့ချိန်တော်လည်းပဲစားရဝင်ပြီးနှောက်ရှက်ပြီးတော့မှမိသားစုအစီအမပြေတဲ့အချိန်တွေလည်းများစွာရှိနိုင်ပါတယ် kan sumkar kani do to kani ram to kan piliyo sana ruwa law pinsekan de tuwan na kan sumkara luti kani sumkar buhay bay kan ko အဲ့ဒီလိုမတူညီတဲ့ခက်ခဲတွေကိုလူတိုင်းများစွာခံစားရမှာလည်းဖြစ်ပါတယ် Sundi bentuk sun ay lo law mi harap at ay lo law mi na law na buhay na ki kani sumkar jiwa zay chan po ara ko bilong des ko ဒါပေမဲ့အဲ့ဒီခက်ခဲမှုတွေအဲ့ဒီပင်ပန်းမှုတွေအဲ့ဒီဆိုးကျိုးဒုက္ခတွေကကျမတို့ရဲ့အသက်တာအတွက်အဆုံးထိအောင်ကျမတို့ကိုမလိုက်နိုင်ပါဘူး Asinayin chu harsana chu buhay na chu sumsatak na chu kan nakahin adok diya menakan doy ko misal အဲ့ဒီခက်ခဲခြင်းတွေဟာကျမတို့အသက်တာအတွက်အကောင်းဆုံးသောအချိန်ကိုရောက်ရှိဖို့ဖြစ်တယ်ဆိုတာကိုကျမတို့ခံယူဖို့လိုပါတယ် chu har nak na chu at habik ni nukan pak nang lingsa akan boy duan city ni tuka suktu tak pini kan nak tiam ding kaduk na misal ဟာလေလုယာ အာမင် ဘာကြောင့်လဲဆိုရင်ကျမ်းစာမှာကဘာဦးကျမ်းမှာကြည့်လဲဆိုရောသက်ကျောင်းကိုကြည်ခြင်းအပြင်ကျမတို့သိနိုင်ပါတယ် Genesis kan Joseph chu Joseph nun nakin chu kong chu fiat te kan po ko misal ယောသန်ဟာသူ့ရဲ့ညီကိုတွေအများကြီးရှိတဲ့ထဲမှာသူကအငယ်ဆုံးသားဖြစ်ပြီးတော့အဖေကသူ့ကိုအချစ်ဆုံးသားလည်းဖြစ်ပါတယ် Joseph chu awu na wala kahin aniyang mikchang tu si chu huwa nga apa ni adot ni papasa
ဘာကြောင့်လဲဆိုသူ့ရဲ့ဖေကအသက်ကြီးတဲ့ချိန်ကျမှသူ့ကိုရလို့သူ့ကိုညီအကိုတွေထဲမှာအချစ်ဆုံးဖြစ်တယ်ဆိုတာကျမ်းစာမှာဖော်ပြထားတယ် Bagusani chim na kachon amahi apani ataru au patai nuwa angai ni fast sa ado pukya chim အဲ့ဒီလိုဖေကသူ့ကိုချစ်ဆုံးဖြစ်တဲ့အတွက်ကြောင့်ကျန်တဲ့ညီကိုတွေကသူ့ကိုမနစ်သက်တော့ဘူးသူ့ကိုမေတ္တာစကားလည်းမပြောနိုင်တော့ဘူး do na bian chim kholo အဲ့ဒီလိုဖြစ်နေတဲ့ကြားထဲမှာပိုပြီးဆိုတာတစ်ခုရှိတယ် Julio Zana au suel tar chim mi tir pakadong sa အဲ့ဒါဘာလဲဆိုရင် sai na si da disya chun ယောသက်ကိုဖေကအိမ်မက်ပေးပြီ Joseph ka pathian ni mang ape အိမ်မက်ထဲမှာဘာကိုပြောလဲဆိုရင် chu amanga chu sai na pathian ni chip dia chun သူ့ရဲ့ကောက်လိုက်ရတဲ့ထပြီးထောင်တယ်တဲ့ထောင်တဲ့ချိန်မှာတခြားညီကိုတွေရဲ့ကောက်လိုက်ကသူ့ကိုဝိုင်းပြီးတော့မှရှစ်ခိုးကြတယ် au nau he lowa fat chang kha an tom thai chuan tom ni fat chang la ka chuan fat chang phal chuan an hong dir chiwi Joseph fa phal kha au nau fa phal ni dia အဲ့ဒီအိမ်မက်ပြီးရင်ကမကဒုတိယအိမ်မက်ကိုလည်းပဲပြန်ပြီးတော့ပေး chu long selo mang pakhat boy pa ne pek chan ဒုတိယအိမ်မက်ကဘာလဲဆိုတော့ apani na mang chu sai na si dia chun နေလာကျဲနေကွာနေနဲ့လာတဲ့ကွာကျဲစကလုံးတို့ဒီအကျွန်ုပ်ကိုရှစ်ခိုးကြပါလိမ့်လို့ပြန်ပြောတယ် ni le tha pa arfina ka an mai an chu ke chu ni le tha pa arfina ne chun ka bia ya mang aman chan နေနဲ့လာရဲ့ကျဲစကလုံးကသူ့ကိုဝိုင်းပြီးတော့မှရှစ်ခိုးကြတယ်လို့အိမ်မက်ထဲမှာသူ့ကိုဖော်ပြတယ် ni tha pa arfi hai khatien ka bia ti ni ka amanga mu chan အဲ့ဒီလိုသူအိမ်မက်တဲ့ကြောင့်ကိုသူ့အဖေနဲ့သူ့ရဲ့ညီကိုတွေပြောတဲ့ချိန်မှာ chu amang chu au nau le apa ka chim na ti ka chun သူ့ရဲ့ညီကိုတွေကသူ့ကိုပို့ပြီးတော့မှမုန်းသွားတယ် au nau na ni an hu chin chin အဲ့ဒါကြောင့်သူ့ကိုစပြီးတော့မှရန်ရှာခဲ့တယ် chu ro a chun ama chu au na bo ni ra an ကျွန်တော် bo စဉ်းစားကြည့်ရအောင် ruan tua nau se un nau ha ယောသက်ကသူ့ဟာသူနေအိမ်မက်မက်ကမဟုတ်ဘူးဖခင်ကအိမ်မက်ပေးတာဖြစ်တယ် Joseph ni ama ni ai ru i mang aman mi sro boy pa ne pek ni mang se ဖခင်ကယောသက်ကိုအိမ်မက်ပေးပြီးယောသက်ကိုသူ့ရဲ့အဖေမေညီကိုမရိယဝိုင်းပြီးရှိခိုးရမယ်သူ့ကိုဝိုင်းပြီးတော့မှဘယ်လိုပြောမလဲဂျိုးတင်ရမယ်ဆိုတာကိုအိမ်မက်ပေးခဲ့တယ် chu mang chu boy pa ni na u nau bo ne an nim piak lai an u pa lai na nu na pa ne u pa lai ti ni kha boy pa ne pek ni se ကျွန်မတို့ချုံနဲ့ပဲပြောချင်ပါတယ် a to ina ten chim ka do အဲ့ဒီလိုအိမ်မက်ဖခင်ကသူ့ကိုယ်တိုင်အိမ်မက်ပေးတယ်အိမ်မက်ပေးပြီးနောက်ပိုင်းယောသက်ဟာတနေ့ပြီးတနေ့ဒုက္ခရောက်တာကိုတွေ့ရတယ် chu mang chu chok a sum loi ni mang a pe tu boy pa ni mang a pek na cha kai Joseph nun na chu ni ka tu ni khat nak le apan သူ့ရဲ့ညီကိုတွေကသူ့ကိုအမျိုးမျိုးကြံစီကြတယ် au nau na ni a phun phun ni har nak pek thong an tho သူ့ကိုအေကိုလိုပြီးမှကြိုဖြစ်ရောင်းစားကြတယ် adong na ka chun isi prama sal si ni kan suwa ရောသက်နေနဲ့စဉ်းစားမယ်ဆိုရင်ဖခင်ကသူ့ကိုအိမ်မက်နဲ့ပေးသေးတယ်ဒါပေမဲ့သူကဖခင်အိမ်မက်ပေးတယ်လို့သူများရဲ့ရှိခိုးပူဇော်ခြင်းလည်းမခံရဘဲနဲ့အခက်အခဲတွေအများကြီးတွေ့ကြုံရတယ် Joseph ni arwa lai ti karo nga ni chu patia ni mga pek na in apek ni mang bentukin mini tiak sa simlawin har sa naktu at suma atong bihi arwa lai ti karo ကျမတို့အနေနဲ့စဉ်းစားမယ်နော် kan mazong kan rote ဘာဖြစ်လို့ဖခင်ကအိမ်မက်ပေးပြီးတော့မှသူ့ကိုဒုက္ခရောက်ခိုင်းတာလဲ zero na patia ni mga pek ni har nak suma chu na kumne သူ့ကိုဒုက္ခရောက်ခိုင်းတာဟာအချီးနှီးမဟုတ်ပါဘူး har nak apakter mi ka alak ka siningin apakter mi slow ဖခင်ကသူတို့ရဲ့အနာဂတ်ကိုကြိုတင်ပြီးတော့မှသိတယ် mai le at suma chu tele ni ni tiu ya te ka boy pa ni hal chu သူ sia တို့နေတဲ့တိုင်းပြည်မှာဘာဖြစ်မလဲဆိုတာကြိုတင်ပြီးသိတယ် an rama sai ba to har nak na pai lai sai ba to tiu la sang ti la ti ka boy pa ni hal chia mi se အဲ့ဒီလိုပဲကျမတို့ရဲ့တက်တာမှာခက်ခဲဒုက္ခတွေဖြစ်လာပြီဆိုရင် chu ba to in kan mazong kan na ka har sa na la thai na ong pa ka sia chun ဖခင်သခင်ကိုအပြစ်တင်ဖို့မဟုတ်ပါဘူး ka tia ka suwa pa ni kan slow ကျမတို့ရဲ့တက်တာကျမတို့ရဲ့အနာဂတ်မှာဘာတွေဖြစ်မလဲဆိုတာဖခင်ကြိုတင်သိတယ် kan nun na ka kan mo wa a sai ba to tiu la sang ti lai sai na kan ton ti la ti kha a hal chu chia tu na ka tia se hallelujah ကျမတို့ရောတက်ကြောင့်စစ်ကြည့်မယ်ဆို Joseph kong kan ro tha na sia chun ရောတက်အဲ့လိုခက်ခဲအများကြီးတွေ့ကြုံနေကြရတယ် chu har nak tam pia to le wa chun ဖခင်သခင်ကသူ့ကိုချီးမြှောက်လိုက်ပြီ
ประเทศนี้อามาขช่วยขมาหงทอด เอโกโตปีมาแน่ดอกองยาที่ชี้เอาไว้ อิสประมาเสียงรังชักทุเดียมุนเดียงอภัย เปียนเราว่าตูเปียนผิดแต่สุดเลยสกาลีไม่ใช่เนี่ยยอดแต่เนี่ยสกาอาเพียนละใจมีโกโอชงยาเลยสุดละใจสามาด้วยยาเลย อิสประมาอิสประมาเสียงรังข้าเสียงรังสินักเดลงอามินอะไรอีอามาโนลอามาเดียลงตีอิสประมาเขาเดียมินโจเซฟช่วยสังกัด ยอดแต่อันนี้เลยเนี่ยไอ้กระโดดปีมาโอชงยันเนี่ยก็เนี่ยบาผิดละเลยสุดยังอาซาเข้ามาจีกาลาผิดกว่าละเลย จุดนี้อามานี่อิสประมาเอาเกลียวจุนรังสมามังจังฟัดบินจุง သူတို့နေတဲ့ပြည်မှာကသူ့အဖေပဲသူ့ညီကိုတွေနေတဲ့တိုင်းပြည်မှာတော့မှအစာကောင်းပါခြင်းဖြစ်ပေါ်လာတယ် จูมังจังจูอินสิพรมลงอาสโลอดูละป้าอุนาวันนุ่มนักรำยังข้าเส ။အဲ့ဒီလိုစာကောင်းပါခြင်းမဖြစ်ခင်မှာဘယင်ကြီးအိမ်မက်တဲ့ချိန်မှာရောတက်ကိုပြောပြတယ် มามังจังเลหันนักพักลานาหินเสียปรังนี้ฮิกงหิมมังนารามันนี้จูอามังจูโจเซฟกันรัชิม ။ပထမခုနှစ်နှစ်မှာစဘာလို့ပြောလဲအတီးနဲ့စကားတွေအားလုံးကြော်ဝပြည့်စုံတယ်။နောက်ထပ်ခုနှစ်နှစ်မှာတော့အစာကောင်းပါခြင်းပေါ်မယ်လို့ရှင်ပြန်ကြီးရဲ့အိမ်မက်မှာဖခင်ကပေါ်ပြတယ်။ เสียปรังนี้มังมันมีจูกุมสรีไอปีกุมอาศัยรออาวุยก็เป็นขนาดอาศัยอาวันสุดกุมสรีจูมังจะมาฝักตบมีเอาเอง အဲ့ဒီလိုဒီနဲ့ကျွေးဝါတဲ့အချိန်မှာရောတက်ကဖျားပေးတဲ့ဉာဏ်ပညာနဲ့ပြည့်စုံတဲ့အတွက်ကြောင့်အဒီနိုင်တွေကိုသူကစုစည်းထားတယ် จุดนี้กุมวุยต้องเปียกเลี้ยวอาจุดโจเซฟจูมาเทียนฟิล์มนักนักมีภาษาจ้าจูกุมวุยเลี้ยวอะโรลอะไรมีเยอะแต่ก็ต้องเปลี่ยนคนเชีย အဲ့ဒီလိုစုစည်းထားပြီးတော့အစာကောင်းပါတဲ့ကာလမှာသူစုထားတဲ့အစာအစာသူစုထားတဲ့စပါးတွေကိုပြန်စားဖို့အတွက်ဖြစ်တယ် จุดนี้กุมวุยเลี้ยวอะโรลคนมีจะได้ระวังนะสิที่อาจุดมังจะมาชนชั้นดีนี่ครับจวนคนมีจะไอ้ดีนี่ครับสิมันกินกินตัวนักอะไรนี่เส အဲ့ဒီလိုနဲ့အစာကောင်းပါခြင်းကာလရောက်တဲ့အခါမှာသူ့အဖေနဲ့သူ့ညီကိုတွေနေတဲ့နေရာကနေပြီးတော့မှသူတို့ကအေကိုရိုဘီကိုတွားပြီးမှစပါးဝယ်ဖို့အတွက်သူ့ဖေကပြုလိုက်တယ် จุดนี้มังจะมาตรงนี้กุมวิเลียวนั้นคนมีโรลเอ็กซ์ซานองไผ่กาคันโจเซฟอาปานีเอาหนาวจูอิสิปรามาโรลจอกินอาการทั้งหา ဒါပေမဲ့အဲ့ဒီရောတဲ့ရဲ့ညီကိုတွေကရောတဲ့နေတဲ့တိုင်းပြည်မှာလာပြီးတော့စပားတွေကိုဝယ်တဲ့အချိန်မှာရောတဲ့ဟာသူတို့ရောင်းစားလိုက်တဲ့သူတို့ရဲ့ညီဖြစ်တယ်ဆိုတာသူတို့မမှတ်မိကြဘူး โจเซฟอุนาวนาจูโจเซฟสินับพายเอโรจอกนี่นะมากันติกาคันกันสวรมีกันหนาวบาซีที่กันฮัลโหล ဒါပေမဲ့ရောတဲ့ကတော့တည်တယ် อาศัยโจเซฟเนี่ยจะรับเสียงคงหา ကဲကျွန်တော်ရောတဲ့ရဲ့အသက်တာကိုကြည့်နေဆိုရင်ရောတဲ့ကိုဘာဖြစ်လို့ဖခင်ကအိမ်မက်ပေးပြီးတော့မှသူအိမ်မက်ပေးပြီးနောက်ပိုင်းရောတဲ့ဟာအခက်အခဲမျိုးစုံခံပြီးတော့မှဒုက္ခဆင်းရဲခံရတယ် อาศัยจุนอุลนาวนารัวคันตัวเราสิโจเซฟก็บอยปานิมังอาเปียกอีจูอามังอาเปียกตัวฮาร์สตังโอ้ที่อันนั้นอันนั้นมีกระใสหลวงนะสิฮะ ဘုရားကသူတို့ရဲ့အနာဂတ်ကိုသိတယ်သူတို့ရဲ့ပြည်မှာအစာကောင်းပါမယ်ဆိုတာသိတဲ့အတွက်ကြောင့်ရောသက်ကိုအဦးဆုံးလုပ်ပြီးတော့မှအေဂရုပြည်ရဲ့စကားကိုပြန်စားခြင်းအပြင်သူတို့ပြန်ပြီးတော့အသက်ရှင်ရတယ်ဆိုတာကိုကျမ်းစာမှာကျွန်တော်တို့တွေ့ရတယ် จุดนี้โจเซฟฮาร์นักตัวนี้อิสิปรามาคัลมีครับบอยปานิอิสิปรามรุตีละโรลิมังจับติกาโจมอันเท่าที่ไรอยู่กับเทศะคัลตาริเซ ဟာလေလုယာ อาเมน ရောသက်ကိုဘုရားခင်ကအိမ်မက်ပေးပြီးတော့သူစီရဲ့ဒုက္ခခဲတာလည်းကားမဟုတ်ပါဘူး mga peki harsa na katontar mi ka ala ka sepi brimlaw ရောသက်ရဲ့အသက်တာအပြင်သူ့အိမ်သူအိမ်သားများအသက်ချမ်းသာဖို့အတွက်ဖြစ်ပါတယ်ဟာလေလုယာ so se manun nakapin auna ule aoy komle asolo rat sa tiya de aramil anu lang pa tiya de luat nakan unak din sa boy patim tu amise ဟာလေလုယာ အာမင် အဲ့ဒါကြောင့်ကျမတို့ရဲ့တက်တာမှာအခက်အခဲတွေဒုက္ခဆင်းရဲတွေတွေ့ပြီးဆိုရင်ကျမတို့ဟာညီးတွားဖို့မဟုတ်ဘဲနဲ့ကျမတို့ရဲ့အသက်တာအနာဂတ်မှာဘာဖြစ်မလဲကျမတို့ရဲ့အသက်တာကအဲ့ဒီခက်ခဲတွေကြောင့်ကျမတို့တက်တာအကောင်းဆုံးသောနေရာ
ရရောက်ဖို့ဖြစ်တယ်ဆိုတာရောတဲ့ရဲ့တက်တာကိုကြည်ကြည်အပြင်ကျမတို့ခွာယူရမှာဖြစ်ပါတယ် จุดจุดหานักตัวเลี้ยวซารัฐไทยนักตัวนี้แล้วไปลงกันเลี้ยวซาเดียเหมือนกับผักเลี้ยวอาคารอีกที่ไม่อดีตอิสราเอลโซเซตนุนักรวดเท้าสโลฮีก็หานักฮีก็วันสันนักฮีกันนักจัดทำมีกับผักนักนิ่งจ้าบอยพระโปรแกรมสิทธิมีค่ะอับซองดิ่งมีกันเสร็จ ကျမရဲ့တက်ကမှလည်းပဲငယ်တက်တွေခံချင်ပါလေ เอมานุนักกินโจมปฏิทินมันขันตากระดูกมีอง တက်တွေခံနေဆိုတာကိုယ့်တက်ကမှခံစားရမှတက်တွေခံလို့ရတာဖြစ်ပါတယ် ในขันกันที่มีกันมานุนักในอัปเดตผู้หลอกขันโคเซน ဘုရားကောင်းတဲ့ချင်းပြောတယ်ဆိုတာလည်းပဲကိုယ့်ရဲ့တက်ကမှခံစားရမှပြောနိုင်တာဖြစ်ပါတယ် พระเทียนท่านนักกันชิมไล่กันที่มีทรงกันชิมกันที่มีทรงนี้กันมานุนักในอัปเดตในอัปเดตผู้หลอกว่าชิมโคเซน ကျမဟာဗမာတယောက်ဖြစ်ပါတယ် เดมาฮีโกนีปะคะเซน ကျမရဲ့ဖေမေမိသားစုဆွေမျိုးအားလုံးကလည်းဗမာဖြစ်ပါတယ် กันดูกับป้ากูนาวเฟียลเดซงฮิโกเลนเซน ဗုဒ္ဓဘာသာဝင်တွေဖြစ်ပါတယ် บูดิสอเบียกเมียเซน ကျမကငယ်ငယ်လေးရစပြီးတော့မှသူများနဲ့မတူပါဘူး เดมาฮีกังหักเสียตีนมีดำเฮไก่โลโลนักไก่ ဘု ดำ ရားရွေးချယ်တဲ့သူဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ကျမယုံကြည်တယ် กระสุนนักพระเทียนนี้อธิมีสิ่งกระสิจาสียากระวะ ကျမငယ်ငယ်လေးကလေးကတက်တက်လို့စားတယ် กังหักเสียตีนฮินดีเจนองเวสเจบาลองเจที่เสียงทาลอง အသားကိုလုံးဝမစားဘူးငပိလည်းမစားဘူး สาไก่ลองกับพี่สองไก่ลอง တက်တက်လို့စားတဲ့အပြင်ကျမငယ်ငယ်လေးကလေးကဗုဒ္ဓဘာသာကိုဇက်ကိုင်းဆိုင်ခဲ့တဲ့သူဖြစ်ပါတယ် ที่เสียงทาลองไก่ลองสโลวินบูดิสเบียกนาคาการะใจไหน ကျမဒီချိန်မှာဒါတွေဘာကြောင့်ပြောလဲဆိုတာဖျားသခင်ရဲ့အံ့ဩဖွယ်သောမှုလို့ကိုပြုတဲ့ဖျားဖြစ်တယ်ဆိုတာကိုပြောချင်လို့ဖြစ်ပါတယ် เซโรนันจุดๆกับชิมดูเนี่ยจุดปัจเจียนี่ฮิครัวฮาราสระตุปัจเจียนสิที่นี่ค่ะหลังนั้นก็ดูจากกันชิมดูมิเซน ဘုန်းကြီးကျောင်းမှာဆိုရင်လည်းပဲဥပုံနဲ့လာပြီးနေ့တွေမှာဥပုံဆောင်နေဆိုရင်ကျမကလေးကျမတယောက်ပဲဖြစ်တယ်ကျန်တာတွေကအဖိုးဖွားတွေဖြစ်တယ် พุ่งกี้เบียกินากะลีโรอุลนีหาคินกันกัลโตนาคินหักเสียไปมาลองกสิอุปาโดลงเตนเสตน အဲ့ဒီလိုဗုဒ္ဓဘာသာဘက်မှာရကိုင်းဆိုင်ပြီးတော့မှအဲ့ဒီလိုမိသားစုနဲ့ချစ်ချစ်ခင်ခင်နေပြီးမှအဲ့ဒီလိုတက်ရှင်လာခဲ့တဲ့သူဖြစ်တယ် บูดิสเบียกนาคินอินซุคาราโดลเตนเบียกนักสงจังไงอินจุดจุดอารับทูเดียอารับตรงนั้นมีกระแส ခင်ဗျားတို့ရဲ့ဖျားကအံ့ဩဖွယ်သောဖျားမတက်နိုင်တဲ့အရာမရှိဘူးအရာအလုံးကိုတက်နိုင်တဲ့ဖျားဖြစ်တယ်ဆိုတာကိုကျမရဲ့အသက်တာအဖြစ်ပြောချင်တာဖြစ်ပါတယ် นั่นมานี่นั่นระเบียบนี้ปัจเจียนี้ครหาปัจเจียนเส้นสงเจียนตัวเขาตัวปัจเจียนนี่มีข้าขนุนนำนี่อัตตนมีอัปเป็นมีข้าตุชราชิ လူတွေရဲ့စိတ်နှလုံးသားကိုပြောင်းလဲနိုင်တဲ့ဖျားဖြစ်တယ်ဆိုတာကျမအသက်တာအ มี ဖြစ် น้องจินลง ဖြ อา တ် เทียน ချင်းဖြစ်ပါတယ် มีน้องจินลงอาสารสิเขาตัวปัจเจียนสิที่มีข้าเกี่ยมานุนนำนี่อัปเป็นมีข้าตุชรานั่นเสร็จชิมกันดู ဟာလေလုယာ အာမင် အဲ့ဒီလိုနဲ့ကျမဆယ်ရအောင်ပြီးမန္တလေးကိုတက်လာတယ် ตังชาชุติจุนตังพระกบันน้องมีมันเดียกระกาย ကျမရဲ့ဖေကကျမကိုရမ်းချစ်တယ် กปานินอัตโตตุทิงชัน ကျမမန်းလေးလာတဲ့အချိန်မှာကျมဆယ်ရအောင်ပြီးဆိုတော့ဖေကတော့လုပ်ငန်းကိုမလုပ်စေချင်ဘူး ตังชาของจังหูสิจากปานิคุณดีเรียนพรามจวนตระขาเสียงเรา မန္တလေးမှာဝန်ထမ်းပဲဖြစ်စေချင်တယ် มันเดียกะลีจุกาจุนโจซาเรียนจวนนี้สิตระขากันดู အဲ့ဒါကြောင့်ပတ်စံမရှိဘဲနဲ့နွားကလေးကိုရောင်းတယ်အမေရဲ့ခြေသီးမေရဲ့ရှေးဟောင်းပစ္စည်းခြေသီးတွေကိုလည်းပဲပေါင်းပြီးတော့မှရတဲ့ပိုက်ဆံလေးနဲ့လူကြီးတွေကိုလက်ထိုးပြီးတော့မှဝန်ထမ်းဖြစ်ခဲ့ရတဲ့ဘဝကိုရောက်ခဲ့ရတယ် จุดจุนกันไงนี้โจฟัดดีเลยจุนกันดูนี่นูละปาปีละปูเราไงนี่เต้นักกันสวยจุดจุนบอยกันชาเนสิจ้าบอยกันกันไงมันเดียวันทางประคัตโจซาเรียนจวนประคัตินคาราบุม အဲ့ဒီလိုဝန်ထမ်းလုပ်ရင်းနဲ့ပပဆုံမနဲ့ဆုံခဲ့ချင်းဖြစ်ပါတယ် จุดที่มันเดียโจซาเรียนก็ชวนอาชิมป้าป้าสไปกันอีกคนเสร็จ ကျမနဲ့တွေ့တော့ပပဆုံပါကဒီလိုမဟုတ်ဘူး กันอีกตัวเลี้ยวเห็นป้าป้าสไปอัตุเลี้ยวกันตัวนั้นอัตุเป็นตัวเห็นอุ้มเรา ကျမတို့အကြောင်းကိုပြောပြတာကဘုရားသခင်ကောင်းမြတ်တဲ့အကြောင်းဖြစ်တယ်ဆိုတာကိုကျမပြောချင်တာဖြစ်ပါတယ်ပြန်ပြောတဲ့ပြင်အဲ့ဘီယာဆက်ဝင်ထဲမှာဆိုတော့ဘီယာတောက်လို့မရဘူးကျမတို့ထုတ်တဲ့ဘီယာကိုတောက်လို့မရဘူး kan chun nak biya se yung si biya to anak si asinain atu anak mo na kanong nain chuka di na maalaw ဒါပေမဲ့သူကခိုးပြီးတောက်တယ် asinain alaki akide na dilemma ခိုးပြီးတောက်တော့သူ့ရဲ့
ဆရာလည်းသိတယ် เสียปัญญาฮัลติกา နင်ကဘာဖြစ်လို့ဘီယာခိုးတောက်တာလဲလို့မေးတယ် เซรุ่งเดิมอีกากันตัวมีเห็นนับฟิวในดินต้นแกกิน तू ကမကြောက်တဲ့ဘူးဘာဖြစ်လဲငါတောက်တော့ပြီးသူ့ရှေ့မှာယူပြီးတောက်ကြတယ် เซดาโอยมาชูอาทิเซียเรลงเอลพินาคันอามายบักขันอดี ဟေးတောက်ရင်တောက်လက်ပြန်လောက်လာနေတော့ဆိုလုံးပြစ်သွားတယ် อันนั้นอาจจะเป็นเขาไทยสิงห์อาเบียนราพิธาเดียอาเบียนกันทั่ว ဘာဘာဆိုဘာကအဲ့လောက်ကြီးထီအောင်ဆိုးခဲ့တဲ့လူကြောင့်ဖြစ်ပါတယ် จุดที่จุดอารมณ์นี้ป้าเสร็จ ဒါပေမဲ့ဖျားရှင်ကသူ့ကိုချစ်တဲ့အတွက်ကြောင့်ဒီနေ့မှသူပြောင်းလဲသွားတယ် พระเจ้าเนี่ยตัวอันนี้ขนาดจะนั้นนับปักไอ้เช่น ကျွန်မပြောချင်တယ်ကျမ်းစာထဲမှာလည်းရှိတယ်ဖျားသခင်ရဲ့နှုတ်ကပတ်တော်ဟာမလိမ္မာသောသူကိုလိမ္မာစေ၏တဲ့ဟာလေလုယာ พระเจ้าเนี่ยชิบิจูพระเจ้าเนี่ยจูอาฟิมเรามีอาฟิมดาร์ตูซีอย่าดิน အဲ့ဒီလိုနဲ့ပပဆုံပါပြောင်းလဲသွားပြီးတော့မှသူကကျမကိုလည်းပဲရချစ်တဲ့အတွက်ကြောင့်သူကကျမအတွက်ကိုလည်းပဲဆုတောင်းတယ် ไอ้เอาดูนะกันนี่เข้มแต่ก็อากูว่ามีก็เสียใจกันกัดใจข้าจำเป็น သူအဲ့ဒီလိုဆုတောင်းလို့လားမသိဘူးကျမလည်းစိတ်နှလုံးသားတွေကမနေနိုင်ဘူးအရန်ကိုဖျားเจ้าကိုသိချင်တယ် จุดที่ข้าจำเลยบางโรงนั้นสิกเทโลกที่ลุงบักขันพระเจ้ากองคำให้ดูนักที่ลุงเฮอะไรเข้าที่เรา ကျမအရင်တော့ကအသက်ရှင်ခဲ့တာကိုခုနအားလုံးကိုပြောပြီးပြီနော် ดูในกับบัวองเดียวในการชิมนี้จังหาครับ ဒါပေမဲ့ခင်ဗျားတို့ကိုယ်ွယ်တဲ့ဖျားအသက်ရှင်တဲ့ဖျားဖြစ်တယ်ဆိုတာကျမကိုကြည်ကြည်အားဖြင့်သိနိုင်ပါတယ်ဟာလေလုယာ ดูนั่นเบียกมีพัทยานนั่นระเบียกมีพัทยานครับอดุมีพัทยานสิที่นี่ค่ะเกี่ยมันนักกันโซ่เลยมุขลาย ဖျားရဲ့အေဝံဂေလိသတင်းစကားကိုကြားတဲ့အခါမှာကျမကယေရှုဖျားကိုကျမရဲ့ဖျားယုံကြည်ပြီးတော့မှကျမနှစ်ချင်းခံနဲ့ပြောင်းလဲလိုက်တယ် อีทงชากับเป็นเทติกาสิสุยพัทยานสิที่กับเป็นโจนอันนี้ที่เปลี่ยนที่นี้คุยฟ้าตะลุ အဲ့ဒီလိုပြောင်းလဲသွားပြီးတဲ့အခါမှာ จุดที่กับเป็นนักแข่ง ကျ หัว မ ซึ่ စိ ง တ်သားစုနဲ့ကျမအတူတူနေလို့မရတော့ဘူး ก็ยังสงครามมันคตาองโคอสิที่เรา ကျမနှစ် ที่เรา အဲ့လိုနှစ်ချင်းပြပြီးတဲ့အခါမှာကျမဟာဒီလိုမိသားစုနဲ့ယုံကြည်သူနဲ့အတူတူနေဖို့ဆိုတာမဖြစ်နိုင်တော့ဘူးကျမရဲ့ပတ်ဝန်းကျင်မှာလည်းပဲနေလို့မရတော့ဘူး กับผมกับเฮอุ้มอกระชาที่เราก็สงครามเฮชุดเดียวกระชาที่เรา ကျမစေုံထဲမှာအလုပ်လုပ်တဲ့ချိန်မှာဆယ်တဲ့အောင်ပြီးသားလူတွေကိုယာတူတိုးပေးတယ် เส้นตรงนี้ก็จุดที่การตั้งชาวสัมมิคาเรียนใกล้หนักเบียดเข้ามาหา အဲ့ဒီယာတူတိုးပေးတဲ့ထဲမှာကျမတယောက်တည်းအကောင်းဆုံးသောနေရာကိုရောက်သွားတယ် มายันใกล้มีอาชุนอันนี้อัฐาปิมีอาเตมาคาร์พักพัน ဒါပေမဲ့ကျမကိုယေရှုကျမကယေရှုကိုလက်ခံလိုက်တဲ့အချိန်မှာကျမရဲ့အပေါင်းအသင်းပတ်ဝန်းကျင်နဲ့အတူတူနေလို့မရတော့ဘူးဆိုတာသိတဲ့အချိန်မှာအဲ့ဒီတော့ကောင်းတဲ့ယာတူကိုလည်းပဲစုပ်ပြီးတော့မှမိသားစုကိုလည်းပဲစုပ်ပြီးတော့မှကျမဟာပပဆုံပါနဲ့အတူတူလိုက်ပြီးတော့မှနေခဲ့ရပါတယ် จุดนี้ก็เดี๋ยวมันอัฐาไม่ได้จูและก็อินสุงคาร์จูเฮจุดอุ้มอกระชาที่เราจ้ากันเดี๋ยวมันอัฐาไม่ได้ส่งจุกกัลตาก็อินสุงคาร์จูจุกกัลตาที่เราผสมไปเฮกันมีจีนไปเสร็จ အဲ့ဒီလိုလိုက်နေတဲ့အချိန်မှာကျမရုပ်ရင်လုံးကလည်းပြောပြီးတယ်ကျမရဲ့ဖေကိုကျมစာဆောင်ရေးခဲ့တယ်လို့ จุดนี้พระผสมไปเฮจีทอกก็ไม่ได้ทอกไปพระผสมนัดสิบวันพระกระเทีย အဲ့ဒီမှာကျมဘာရေးခဲ့လဲဆို เซนักเทียที่อาชุน ဖေကျမရဲ့ဘဝအတွက်စိတ်နှုတ်ပြပါတယ်ကျမဘဝအတွက်ဖျားသခင်ကအကောင်းဆုံးပြင်ဆင်ပေးမှာပါဆိုပြီးကျမစာရေးထားခဲ့တယ် ก็ป้าเกี่ยมาก็ไอ้หินนั่นลุงเรนเทพะกับสายหินตะเคียนอัฐาไปกินกว่าขันเดียวเขาที่อาสาพระกวด အဲ့ဒီစာရေးတဲ့ချိန်မှာရအောင်ဖို့ကောင်းတယ်ကျမလေဖျားပေါ်မှာတန်တရားလည်းမရှိဘူးတကယ့်ကိုယုံကြည်ပြီးတော့မှရေးခဲ့တာဖြစ်တယ် ชุลีว่าครูฮาร์ไอ้กระดุนนะครับอุ้มมีจุดเด่นสิจากเดียวก็ไอ้หินลูกออดนักอะไรบ้างเราพระเทียมมันกันสักมันกระถิ่นไปอะไรอีกไหม အဲ့ဒီလိုဖျားကိုကျွေးမဲ့ယုံကြည်ပြီးတော့မှအဲ့ဒီလိုရေးခဲ့တဲ့အချိန်ကစပြီးတော့ကျမဘာဖြစ်လာလဲဆိုရင်အရင်ခက်ခဲခဲ့တယ် เชื่อว่าลุงถิ่นเชื่อว่านักอุ้มเราอินจุดนี้พระเทียนะลุงออดนักอุ้มเราอินกับวันสุกนี้กับวันโจจ
จักประกาศโจมปะละฮาร์นัก လူလက်ထွက်လိုက်ပြီပပဆုံပါလေပဲဖျားကိုရမ်းချစ်တဲ့အတွက်ကြောင့်သူလည်းလုံလုံခနဲ့သူကအေးကိုပြီးထွက်တယ် จุดนี้ไอ้มาส่งจูกเรียนกันชัวตาบ้าสุบ้าส่งจูอาเปียมทาร์เด็กกับพัทยาดูตะกี้ทองจะชิบะกันเป็น အဲ့ဒီလိုနဲ့နေမြန်းကြီးအလုံးလုံးဖနဲ့ဖျားမှုတော့ဆောင်ပြီးတော့မှအတင်းတော်ကပြည့်တဲ့လက်ဆောင်နည်းနည်းလေးနဲ့အဲ့ဒီလိုတက်ရှင်ခဲ့တယ် กันดูไปเรียนชวนเราเรียนหนักชวนเราอินพัทยาเรียนกันชวนนี้ครีฟ้าบุนี้โจมตีกันเป็นดินหันกันหนึ่ง ကျမဈေးသွားပြီဆိုရင်လည်းပဲ โดนกันกะละเห็น ဖနက်ကတောက်ဖက်ရွှေရောင်လေးစီးထားတယ် สีซงสิมีพนักติกินได้ အဲ့ဒီဖနက်ကဘယ်ကရလဲဆိုတော့ จุพนักจุคอยกันได้อินดากันพูดยาชน ရှမ်းပြည်ကပပဆုံပါရဲ့ညီမဝဲကဲဆီယာမကရှမ်းပြည်ကနေမန္တလေးတက်တဲ့ချိန်မှာသူ့ရဲ့ဖနက်ကလေးကိုဖေးထားခဲ့တာဖြစ်တယ် เซียนรามีอุมีapa sumpahอุนามีเซียนรามีมันเดียนรักไอเลียนก็เช็ดมินเอเซ အဲ့ဒီဖနက်ကလေးစီးပြီးဈေးသွားပြီးပြန်လာတော့ဘာပါလာလဲဆိုရင် จุพนักจุนโดรักเขากันเลยเซดักอะไรลอยปีที่จุน ကစိုးရွက်ဖြစ်ပါလာတယ် ก็จุนจุนลองกระทิมพี ဘုရားကျေးဇူးတော်ပဲကစိုးရွက်ကလည်းပဲကျမအချိုက်ဆုံးစားစာဖြစ်တယ် ปัจจัยนั้นเสียฮีจุก็ยืนยันที่เราใช้ทิมพีไหนก็ยืนยันกับการทุกปีมีโรลเซน အဲ့ဒီကစိုးရွက်တောင်မှဘယ်ကပိုက်ဆံနဲ့ဝယ်တယ်ထင်တယ် เซไปใส่หน้าจอกข้าเทียนกระรุกข้า ကျမရဲ့ဟောဒီစပင်းကျွတ်တဲ့ဟာတွေကိုစုပြီးတော့မှစပင်းကျွတ်ကိုရောင်းပြီးတော့မှရတဲ့ပတ်စံနဲ့ဝယ်ရတာဖြစ်တယ် จุก็ยืนยันจุเซนักจอกที่จุนเซนักกระจอกมีสโลกัสซัมอปองมีข้าข้าคนนี้จุก็ชวนมีจุกระจอกมีสโล မြန်မာပြည်မှာစပင်းကျွတ်ဝယ်တာရဖြစ်စားတဲ့အတွက်ကြောင့်ဘုရားကျေးဇူးတော်ပဲ มาเลวจุนโกรามานูซัมอปองมีข้าคนนี้ชวนข้าเคสาตุเปียวจานเซน အော်စတြေးလျရောက်တော့ပပဆုံကစပင်းကျွတ်တွေ့အိုးငါမိမရဲ့စပင်းကျွတ်လေးကမန္တလေးမှာနေတော့ကအတော့ဝင်ခဲ့တယ်အခုတော့တော့ဝင်တော့ပြီဆိုပြီးပြောတယ် ออสเตรเลียกันนะพักกี้กัสซัมอปองมีกับป้าสุภาเนี่ยมวยมันเดเลยกันนุ่มเลี้ยวกันจุนกันนูอสัมปองปองมีจองมีเฮมันอะไรไงตุกโน่ฮิกาจุนเซมันสร้างอะไรที่เราที่โดน ကျမတို့ဒီညနေရောက်ရဲ့ဘဝကအဲ့ဒီလိုစားခဲ့ရတာဖြစ်တယ် จุดที่จุนกันชุมคันนึงข้าการรานของกันอีกท้อง အင်ကြီးဝစားတဲ့သူများပေးတော်ဝစ်ခဲ့ရတယ် นี่เพื่อนกันในเฟซไอ้นี่ส่งนี้ไม่ดังเทคช็อกมีติงกันนะนุ่ม ကျမအဖေကိုကြတော့အဖေရဲ့ကျမဘဝအတွက်မစိုးရိမ်ပါနဲ့ဘုရားသခင်ကကျမဘဝအတွက်အကောင်းဆုံးပြင်ဆင်ပေးမှာပါဆိုပြီးတော့ကျွေးကြော်ခဲ့တယ်ကြော်ညာခဲ့တယ် กับป้าสิบเปียละจุนกับป้าใครมาก็ไม่ได้ลงไรเทล่าประเทศนี้ใส่สมเด็จเจ้าวันนักหลักหลายเดียกระชิมีกระโจมยังไงนายอินหาซาตุงขวากาซา အဖေမေနဲ့ခွဲပြီးယောက်ျားနောက်လိုက်လာတဲ့ချိန်မှာတစ်လျှောက်လုံးဒုက္ခတွေခက်ခဲတွေအများကြီးကြုံခဲ့ရပါတယ် กระดูกกับป้ากระตักนายกันปานุกระสุนหน่วยอินและประเทศกระสุนหน่วยหาซา ဒါပေမဲ့ ปีให้กันเชีย ဘုရားကျေးဇူးတော်ကြောင့်အဲ့ဒီလိုခက်ခဲတာဒုက္ခရောက်တာကိုကျမရဲ့စိတ်ထဲလုံးသားထဲမှာဘုရားကိုတခါမှပြည့်မတင်ခဲ့မိဘူးဟာလေလုယာ ประเทศโดนตัดทงอินชูเป็นตัวห้ามนักตัวนี้ชูเป็นตัวรัฐนักตัวนี้ส่งมาจุนประเทศโดนตัดทงไฟขัดเต็มมันประเทศจุมาเขาวิ่งไปแล้ว ကျမတို့ပြန်စဉ်းစားမယ်ဆိုအဖေမေရတာကျမကိုခွင့်လွတ်ပြီးလက်ခံပြီးဖေမေရပြန်ခေါ်ထားတယ်ကျမတို့ရဲ့အသင်းတော်ကလည်းကျမတို့လင်မယားနှစ်ယောက်ကိုတကယ်ကိုချီးမြှောက်ပြီးတော့မှသူတို့စီမှာကောင်းကောင်းလေးထားခဲ့တယ်ဆိုရင်ဒုက္ခလည်းမရောက်ဘူးခက်ခဲလည်းမရောက်ဘူး กันมุกปานันนี่กันได้เทียมนาสโลอาเซโลและคริปฟ้าบุนันนี่คันนวมติงกันเชียนาสโลฮาร์สนับสกันตองฮาโล ဒါပေမဲ့သူတို့အဲ့ဒီလိုလုပ်ခဲ့ရင်ကျမတို့လည်းအော်စတြေးလျရောက်လာစရာအကြောင်းမရှိဘူး จุดที่สิเซโลอัตุกันตุกันออสเตรเลียกันรับพักนักดิลาเฮียองฮาโล အဲ့ဒီလိုမဟုတ်ဘဲနဲ့အဖေမေနဲ့ဆုမြစ်တဲ့အတင်းတော်လည်းပဲအဲ့လောက်ကြီးချုံဂယုမဆိုင်ခဲ့တဲ့ဟာကဘာကြောင့်လဲဆိုတာဖျားချန်စီရှိလို့ဖြစ်တယ် กันนูกปานี่ไอเทียมเขาเลยกันหัวมีเตนะคริปฟ้าบุนีทัดจีนกันสอบแค่ลมมีเตนะค่ะถ้าเขาเลยกันรัวดานอาหารหนักเลยกันรัวต้นกันรัวเม็ดเขาเลยนายอินจู่ๆประเทศนี้รัวมีอะไรในสักขันเซน ကျမတို့ရဲ့အသက်ကမှာအဲ့ဒီလိုခက်ခဲနေကြတဲ့ကနေပြီးတော့မှကြော်ပြက်ပြီးတော့နောက်ဆုံးမှာကျမတို့မမျှော်လင့်တဲ့ဒီအော်စတြေးလျကိုရောက်လာတဲ့အထိဖျားသခင်ကပို့ဆောင်ခဲ့တာဖြစ်တယ်ဟာလေလုယာ ปีรัฐไทยนักตั้มปีกันรัฐตัวรี
จุดที่จุดนั้นไทยนักตั้มปีกักละขบวยปานakanคุยอดอกนักที่เขารำเห็นกันพักปี အဲ့ဒါဘာကြောင့်လဲဖျားသခင်ကကျမတို့ရဲ့နာဂတ်ကိုကြိုတင်သိတဲ့အတွက်ကြောင့်ကျမတို့မြန်မာပြည်မှာနေမယ်ဆိုရင်ပပဆုံးပါလေးပညာတက်တဲ့သူမဟုတ်ဘူးငွေချင်းပြည့်စုံတဲ့သူမဟုတ်ဘူးဘာမှလုံဆောင်နိုင်ခြင်းမရှိတဲ့သူကြောင့်ဖြစ်တယ်အဲ့ဒါကိုကြိုသိတဲ့အတွက်ကြောင့်အခက်ခဲတွေကြားရတယ်ဖျားသခင်ကကျမတို့ကိုကောင်းဆုံးသောနေရာကိုပို့ခဲ့တာဖြစ်တယ်အာမင် Bagian ini kan sering atai, apa sumpah dia menang kali, cu iko nama dengan kan dia kolai lo dengan halsa, harsa tapi cumi boy banyak kan boy ka, tapi nak menang akan fakta risen. အဲ့ဒါကြောင့်ကျမရဲ့တက်တာမှာပပစုံပါနဲ့အတူတူရှိတဲ့အချိန်မှာအစရှိတဲ့အချိန်မှာဘလောက်ဖက်ခက်ခဲပါစေဘုရားသခင်ကကျမရဲ့တက်တာကိုတုံတင်ရင်နဲ့ဒီအကြောင်းတွေကိုနားလည်လာခြင်းဖြစ်တယ် Cu harsa tapi he, kau sakti rok kamali thokahin, harsa tapi cuma boy pani kan kau ni har nak cuma akan combia, ke kanun nakahin, bagian combia nakin, nini tiang he, kita akan tiang orang pani se. ကျမတို့မိသားစုဘုရားသခင်ကဘာမှမဟုတ်တော့ရတယ်ကျမတို့မိသားစုကဖြစ်ပပစုံပါလို့မိသားစုကျမမိသားစုတွေလည်းသက်သာရာရောက်ခဲ့ရတယ် Cun boy pani akan boy ni nak cun boy palang boy nak thongin, kay macam karsong sese, papa suka macam karsong sese kan mamangin sesuatu pian regejan. အဲ့ဒါကြောင့်ကျမတို့ရဲ့တက်တာမှာအခက်အခဲတွေဒုက္ခတွေကြုံလာပြီဆိုရင်ညီးတွားဖို့မဟုတ်ဘဲနဲ့ဘုရားသခင်ကကျမတို့ရဲ့ရှေ့ဆက်တက်တာနာခဲ့အတွက်အကောင်းဆုံးပြင်ဆင်ပေးနေတယ်ဆိုတဲ့ဘုရားဖြစ်ကြောင်းကိုကျမတို့ရဲ့တက်တာအဖြစ်ရောတဲ့ရဲ့တက်တာအဖြစ်ရောက်စီတိုင်းကိုသိစေခြင်းနဲ့အဲ့ဒါကြောင့်ဒီကနေ့ကျမတက်တဲ့ခံချင်းဖြစ်ပါတယ် Cuca cundu cuna, ika sumtu vialte, thazam pekan domina cu, kay manun nakin sise, Joseph nun nakin sise, thazam pekan domina cu, kan nun naka harsana akan faktika kan, cu harsana ka, tabi yadong mislawin, boy panika sa thadong mithiyo pakat adim tua cang tini ka, thazam kan lakding sa kanan sila chingkadu nise. ကျမတို့လောကမှာနေတဲ့အခါမှာခက်ခဲမှုတွေအများကြီးကြုံရမယ်လောကဒီခေတ်ကြီးကလည်းတစ်ခေတ်ပြီးတစ်ခေတ်ပိုပြီးဆိုးရလာမယ် Atu chani, ni kanu ni kat azul chilai, akhalo chilai manglai kat panlai, junior wana kan dia pekahin, kan naka patian sila thaza kan lakding ka, bunga mise. ကြားရတဲ့တရင်တွေလည်းမကောင်းတဲ့တရင်တွေတနေ့ပြီးတနေ့ဆိုးလာမယ် Kan temi thong pang zong ya athabi na kan thalo ni akan chin chin. အခုဆိုရင်အိမ်ကြီးတွေလည်းရတက်တယ်ဆိုပြီးတရင်တွေလည်းကြားရတယ် Atu dia mana ru ajun iman na kai chin chin. citizenship ဖြစ်ဖို့အတွက်လည်းသူတို့စနစ်တွေပြောင်းနေဆိုပြီးတော့တရင်တွေကြားရတယ် Munang di zong ay na harsa na katam chin chin di thong kan thai. ဒီထက်ဆိုးတဲ့တရင်တွေလည်းပဲတနေ့ပြီးတနေ့ကြားလာနိုင်တယ် Yin ang kina suwa lew ni zong kan thai komen. ဒါပေမဲ့ကျမတို့ယုံကြည်သူတွေကအဲ့ဒီဆိုးတဲ့တရင်တွေကိုကြောက်ဖို့မဟုတ်ပါဘူး Asinain tu chun sana tatang peka tu mi chusuk tu na kan sa chu thong pang thalo na le aswa le mi thong pang na yin kan sa ti o kan salo ti me chik ka do ကျမတို့ကြောက်ရယေရှုပြလောကကိုကြွလာတဲ့အခါမှာသူအသေးခံရမှာသူညစ်ပတ်နေဆက်ချင်းခံရမှာသူ့ကိုလူတွေကတရွေးနဲ့ထွေးမှာရိုက်ပုတ်မှာကြက်ရမှာကိုမကြောက်ဖက်အသေးခံတဲ့ပြင်အဲ့ဒီတဲ့ချင်းကိုအောင်မြင်ပြီးတော့မှအသက်ရှင်တဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်ကျမတို့အသက်ကလူသားအလုံးတွေအပြစ်သားအလုံးတွေအကောင်းဆုံးကိုလောက်ဆောင်ပေးအောင်တာမကအဆုံးထိအောင်ပို့ဆောင်တဲ့ဘုရားဖြစ်တဲ့ဟာလေလုယာ Jisui malaya kan sa rai har sanang rathai nak tampi ser senang le chiu chak nak le bek nak kumben nak yang ai ding me thai kau lai chuvia din tua ding apalai rai chuvia be ai tua long selo thi nak in lung long selo thi nak dei ga khau thani ဟာလေလုယာ sa thiu cha kan bia ki chu thiu cha chuma kan hoi ko na ning cha han nak tampi na se chu han nak chu zong a chu na kan bia pi adong dia akan hoi tu pathian se cha min thang cha kau ဟာ se လေလုယာယေရှုဖျားကကျမတို့အတွက်အကောင်းဆုံးတွေကိုလှုပ်ဆောင်ပေးအောင်တာမကအဆုံးထိအောင်လှုပ်ဆောင်ပေးတဲ့ဖျားဖြစ်တယ်အဲ့ဒီဖျားကိုကျမတို့ယုံကြည်နေရတယ်ကိုယ်ွယ်နေရတယ်သူကကျမတို့ရဲ့အနာမှာအမြဲတမ်းရှိတယ်ဟာလေလုယာ Yesus pathian ni kan cha thiu cha bi ka kan tu piak tu long selo adong dia akan hoi tu pathian se chu pathian ni tu mi kan se chu pathian bi mi chu kan se အဲ့ဒီလိုဖျားကျမတို့နားမှာရှိတဲ့အတွက်ကြောင့်ကျမတို့လောကမှာဘလောက်ပဲခက်ခဲပါစေအဲ့ဒီခက်ခဲတွေကနေပြီးတော့မှဖျားသခင်ကအကောင်းဆုံးတွေပြင်ဆင်ပေး
cukan bunga upeng sa harsanak tampium man se chu harsanak laka soma chu moi pani an foi lai harsanak kan tei pia kong salau adong yang nakan foi lai akan pilai tin khatu chun sana thazam pe kan du minasဟာလေလုယာအဲ့ဒီတော့ကောင်းမြတ်တဲ့ဖျားကျမတို့ရဲ့ဘေးမှာနေရရှိတယ်ကျမတို့ဘလောက်ပဲခက်ခဲနေကြုံရပါစေဘလောက်ပဲဆိုးတဲ့သတင်းတွေကြားပါစေအဲ့ဒီသတင်းတွေအဲ့ဒီခက်ခဲတွေကကျမတို့ကြောက်ဖို့မဟုတ်ဘဲနဲ့ဖျားသခင်ကအဲ့ခက်ခဲတွေကနေပြီးတော့မှကျမတို့တက်တာအတွက်အကောင်းဆုံးတွေကိုပြင်ဆင်ပြီးတော့မှသက်ဆုံးတဲ့အထိဘုရားခင်ကချားတို့ကိုလက်ပြပို့ဆောင်ပေးသွားမယ်ဆိုတာကိုဒီကနေ့ရောတဲ့ရဲ့တက်တာအဖြစ်တော်၎င်းကျမရဲ့တက်တာအဖြစ်တော်၎င်းရောက်စီတိုင်းကိုခွန်အားပေးချင်ပါတယ်ကျေးဇူးတင်ပါတယ် kini harsanak tampilaka kanun nake akan foi akan umpi adong tiang hi akan umpilai zenan ko harsanak kong kause chu harsanak mangchu kan sa tiyo thai akan tu apiang kan kolai adong tiang in akan kaltak lo tu kathian si ini kha Joseph nun nak mang sese kay mane ka ton mi mang sese nan sina thazang te kan du na zenan ko harsanak na chuma kong kause boy pa Jesu dibutin anong kathian ihatlutin ka hagin thazang la ko hause adong tiang akan sa thong lo tu kathian na ai kha tu chun sana thazang te kan du na se အားလုံးပေါ်မှာကျေးဇူးလက်တင်နဲ့ဘုရားခင်ကနေရစီတိုင်းခင်ဗျားတို့ရဲ့တက်တာခင်ဗျားတို့ရဲ့အခက်အခဲခင်ဗျားတို့ရဲ့ဘဝတက်တာတစ်လျှောက်လုံးမှာအဆုံးထိအောင်လမ်းပြပို့ဆောင်တဲ့ကျမတို့ရဲ့ယေရှုဖျားရှိတယ်ဆိုတာကိုစိတ်နှလုံးသားထဲမှာအောက်နေပြီးတော့အဲ့ဒီဘုရားကိုပဲကြောက်နေပါအဲ့ဒီဘုရားကိုပဲယုံကြည်ပါအဲ့ဒီဘုရားကိုပဲကိုးစားပြီးတော့မှအသက်တာကိုတက်ရှင်ဆောင်နေကြရပါစို့လို့ဒီနှုတ်ကပတော်အပြင်ခေါ်အားပေးတိုက်တွန်းနေတဲ့ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ရောက်စီလိုက်ပေါ်ဖျားရှင်ကောင်းချီးပေးပါစေ sa tu cuma uang dia sampai deh baca paling cinggaru itu zero bahasa nak langsunga Yesus kini akan bisungsa kau kansa tiada akan sungsa harsa nak ton sama katian tisa bu tela Yesus tisa bu tenung kan mau selo kansa tiada akan ni adong tiang akan foto katian ni akan bisungsa kau tika nanti laksana thazang pe kandu nasib kau nanti laksana kita nasib